ထသေးတာဆိုတဲ့ကြပြလေးရချင်ပါတယ်တထသေးတာမတူညီမှုတွေကနေခွန်အားယူတဲ့အခါလဲယူတတ်ရမှာပေါ့လေတချို့စုဖွဲ့မှုမှာတင်းကွဲမှုနဲ့အသားဓာတ်တိဆောက်ရတာမျိုးကောရှိတတ်ပါသလားခေါင်းတွေအသုံးများရင်လဲခေါင်းကွဲတတ်ပြန်သေးဆိုပါလားရိုးသားမှုနဲ့အတတ်ပညာကိုအဆက်ဆက်သုံးတတ်တာကခေါင်းဆောင်ကောင်းရဲ့အဆောင်ကောင်းတဲ့ငပြောဘက်နဲ့ထမင်းစားတာကမှောက်ချင်မှောက်လှန်ချင်လှန်လို့ရချင်ရမယ်ခေါင်းဆောင်မှုအဘိဓမ္မာမှာမှောက်ချင်မှောက်လှန်ချင်လှန်နေပြီဆိုရင်အပြက်နှာခေါင်းသွေးထွက်အသက်ရှူခတ်တာပဲထမင်းကိုဘယ်နှစ်ထပ်စားရပါတယ်အပြောနဲ့အလုတ်ကြတော့တထပ်သေးပဲသွားမှရတယ်အားပြပါ